အားလုံးမင်္ဂလာပါကျမကတော့ TV vlog မှာမတ်တူဖြစ်ပါတယ်ဒီနေ့တော့ကျမတို့ vlog တင်ရမယ့်အချိန်လေးကိုရောက်ရှိလို့လာပါပြီကျမဒီနေ့ဘာကြောင့်ပြောရမလဲဆိုရင်အမျိုးသမီးကဘာကြောင့်ကြာတာလဲအမျိုးသမီးပြီးမြောက်တဲ့အခါဘလို့လက္ခဏာတွေပြတတ်လဲဒါအပြင်အမျိုးသမီးတွေအတူတူနေတဲ့ခါမျိုးကြရင်ဘာတွေပြောင်းလဲတတ်လဲဆိုတော့ဒီနေ့ဗီဒီယိုမှာကျမ share လုပ်ပေးသွားမှာဖြစ်ပါတယ်ခေါင်းစဉ်၃ခုအနေနဲ့လိုရင်းတိုရှင်လေးကိုကျမ share လုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်လူချင်းမင်းတို့အစအဆုံးကိုလုံးဝမရှိပဲနဲ့ကြည့်ဖို့အတွက်တိုက်တွန်းနေဗီဒီယိုလေးကိုကျမတို့စလိုက်ကြရအောင်ကဲ TV vlog မှာကြိုဆိုလိုက်ပါတယ်မျိုးသမီးကဘာကြောင့်ကြာတယ်လဲဒီလိုကြာတဲ့ပြဿနာကိုကျမတို့ဘယ်လိုဖြေရှင်းကြမလဲအမျိုးသမီးတွေကြာတယ်ဆိုတာကလည်းပုံမှန်ဖြစ်တယ်လို့အမျိုးသားတွေမြန်တယ်ဆိုတာကလည်းပုံမှန်ဖြစ်ပါတယ်တဘာဝတရားကြီးကစန့်ကျင်ဘက်ဖန်ဆင်းပေးထားတာဖြစ်တဲ့အတွက်ကြောင့်ဒါမျိုးကိုကျမတို့လက်ခံနိုင်ရမယ်ဒါကြောင့်အမျိုးသမီးတွေကြာတာကိုလူချင်းမင်းတို့မျိုးသားတွေအနေနဲ့စိတ်ရှည်ဖို့လိုပါတယ်ပထမဆုံးချက်အနေနဲ့အမျိုးသမီးတွေရဲ့ body language ကိုသိဖို့လိုပါတယ်အမျိုးသမီးကဘာကိုကြိုက်တယ်လဲဘယ်လိုမျိုးဆိုရင် तू ကပြီးမြောက်တာမြန်စေရလဲဘယ်လိုလုပ်ရင်တော့ तू မကြိုက်ဘူးလဲဒီအရာကိုကျမတို့သိတယ်ပါတယ်ဒီအရာကိုသိမှသာကျမတို့အမျိုးသမီးတွေရဲ့အဖြေလေးကကိုယ့်ရဲ့အနေနာမှာပဲရှိနေမှာပါဒါကြောင့်မို့လို့ကျမတို့တွေကအဖြေကိုအများကြီးစဉ်းစားမနေပဲနဲ့ဘယ်လိုတွေ try ရမလဲဆိုရင်ဒီတွေကိုအများကြီးတွေးတောမနေပဲနဲ့ကျမတို့အမျိုးသမီးရဲ့ body language ကိုသိရပါမယ်အဲ့ဒီ body language ကိုသိရဖို့အတွက်အမျိုးသမီးကလည်းအမျိုးသားကိုပွင့်လင်းလင်းပြောရပါမယ်ငါကတော့ဒါမျိုးဆိုရင်ကြိုက်တယ်ဒါမျိုးဆိုရင်ငါလက်မခံနိုင်ဘူးဒီလိုမျိုးခြေတွေဆိုရင်ငါတို့ pleasure ပိုဖြစ်စေရဆိုတဲ့အကြောင်းကိုအမျိုးသားကိုပြောပြရပါမယ်ဒီလိုကိစ္စတွေမှာကျမတို့ရှက်နေဖို့မလိုပါကျမတို့အမျိုးသမီးတွေမပြီးမြောက်တဲ့ပြဿနာကဘယ်လောက်ထိဆိုးရလဲဆိုမပျော်တော့သူကိုယ့်အနာကိုရောက်လာတဲ့အခါမပျော်တော့သူကိုယ့်အနာကိုကပ်မာကိုပဲစိတ်ညစ်လာတယ်တာဝန်ကြီးတစ်ခုလိုဖြစ်လာတယ်ဒါဘာကြောင့်လဲဆိုအမျိုးသားတွေကြောင့်ပဲဖြစ်ပါတယ်ဒါကြောင့်ကိုယ့်အနာမှာနေရပျော်ခြင်းနဲ့ pleasure ဖြစ်ခြင်းလေဆိုရင်အမျိုးသားတွေနဲ့ကိုယ့်အမျိုးသမီးဘာတွေကြိုက်တယ်လဲဆိုတာကိုကျမတို့သိတတ်ပါတယ်ပုံစံတွေကတော့မျိုးစုံရှိရဲ့အမျိုးသမီးက open ပွင့်လေးပြောမှသာအမျိုးသားတွေကသိမှာဒါကြောင့်မို့လို့ကျမတို့တွေကမပွင့်မလိမ့်မဲနဲ့မြုံနေမယ်ဆိုရင်ဒီပုံစံအတိုင်းပဲတစ်သက်လုံးဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့်အမျိုးသမီးတွေအနေနဲ့မပျော်တော့ပါဒီလိုမျိုးလုံးဝဖြစ်မခံပါနဲ့ဒါကတော့ပထမတစ်ဆင့်အချက်အနေနဲ့အမျိုးသမီးရဲ့ body language ကိုအမျိုးသားတွေအနေနဲ့ 100% သိရပါမယ်ကဲနောက်ဆက်သွားလိုက်ရအောင်ဒါအပြင်အမျိုးသမီးရဲ့ကြာချိန်ကအနည်းဆုံးမိနစ်20ကနေ30 average ပြန်မြရှိပါတယ်။ဒါကြောင့်မို့လို့အမျိုးသမီးရဲ့ sensitive နေရာလေးဆိုတာရှိတယ်။ချို့တွေက G-spot clitoris claving လို့နေရာမျိုးတွေ kiss ပေးလို့ရတဲ့နေရာမျိုးတွေ sensitive ဖြစ်တဲ့နေရာတွေကိုသိဖို့လိုတယ်။ဒီလိုမျိုးသိမယ်ဆိုရင်ပိုပြီးဖြည့်ရှင်းရလွယ်ကူမယ်။ဒါအပြင်အမျိုးသမီးကလည်း ready ဖြစ်ဖို့လိုတယ်။ ready ဖြစ်ဖို့မဟုတ်ဘဲနဲ့ကိုယ့်ရဲ့စိတ်က ready မဖြစ်နေဘူးဆိုရင်အမျိုးသမီးဘက်ကပိုပြီးကြာတတ်စေပါတယ်။ဒါကြောင့်မို့လို့လူချင်းမင်းတို့ကိုကျွန်မခဏပြောပါတယ်။စိတ်ရှည်ပါစိတ်ရှည်မှသာနှစ်ဦးနှစ်ဖက်ပိုပြီးအဆင်ပြေမှာပါဒါကြောင့်မို့လို့မျိုးသမီးကိုပိုပြီးပျော်ခြင်းနေဆိုရင်စိတ်ရှည်ပါအမျိုးသမီးဘက်က ready ဖြစ်ပြီဆိုရင်ကျမတို့ဖြည့်ရှင်းရလွယ်ကူမယ်ပြီးရင် sensitive နေရာလေးကိုလည်းသိဖို့လိုမယ်နောက်တစ်ခုကကြတော့ကျမတို့အမျိုးသမီးရဲ့ကြိုက်တဲ့ position တွေကိုလည်းကျမတို့သိဖို့လိုတယ်ကိုကတော့ကြိုက်ပြင်မဲ့လေအမျိုးသမီးတွေကြိုက်တဲ့ position ဆိုတာလည်းတတ်ရှိတယ်သူပို့ပြီးရောစိတ်ထဲမှာပို့ပြီးရော mind မဲ့ position မျိုးစိတ်ထဲမှာပို့ပြီးခံစားလို့ကောင်းမဲ့ position မျိုးကိုလည်းအမျိုးသားတွေအနေနဲ့သိတယ်ဒါကြောင့်မလို့တစ်ခါလေကြာရင်အမျိုးသမီးတွေကိုဥဆောင်ဝင်ပေးလိုက်ပါကျမဗီဒီယိုထဲမှာပြောပါတယ်ဥဆောင်ဝင်ပေးလိုက်ပါအများရယောက်ျားတွေပဲဥဆောင်နေရဆိုတော့ကတချို့တနေရာတွေပဲကောင်းတယ်။ခါလေကျရင်အမျိုးသမီးကိုဦးဆောင်ဝင်ပေးလိုက်ပါ။လိုမျိုးဆိုရင်ကိုယ့်အတွက်လည်း enjoy ဖြစ်စေလို့အမျိုးသမီးအတွက်လည်းပို့ပြီးတော့ပြီးမြောက်ရတာပိုလွယ်ကူစေပါတယ်။ကဲကြားအပြင်မိန်းမတွေကကိုယ့်ရဲ့အကြိုက်ကိုပြောပြရင်ပို့ပြီးတော့လွယ်ပါလိမ့်မယ်။ကဲပြီးမြောက်တဲ့အခါမျိုးကျရင်တော့ဘလိုတွေပြီးမြောက်တာလဲ။မျက်ဖြူတွေလန့်လာမယ်။ဒါအပြင်ခြေပြားတွေကော့တက်လာမယ်တချို့ဆိုညီးတန်တွေထွက်လာမယ်တချို့ဆိုဝမ်းနဲ့တလိုမျိုးတွေခံစားရမယ်တချို့တွေဆိုရင်ဘာဖြစ်လာမလဲဆိုတကိုယ်လုံးတုံတက်လာမယ်လက်တွေကိုညှစ်မယ်ကြောပြင်းတွေကိုညှစ်မယ်ဒါကတော့ကျမတို့ပြီးမြောက်စေရဲ့ပုံစံလေးပဲဖြစ်ပါတယ်ပြီးမြောက်တဲ့အခါမျိုးကျရင်တချို့တွေကတော့အရန် wet ဖြစ်လို့တချို့ကကြတော့လေတိတ်ပြီးတော့ virgin ကအရန် wet မဖြစ်တဲ့အမျိုးသမီးတွေရှိပါတယ်ဒါကိုအရန်ကြီး
ဘာကြောင့် what မဖြစ်တာလဲဘာကြောင့်မဆိုတာလဲဆိုပြီးတော်မမေးနေတာတယောက်နဲ့တယောက်က hormone change level ကမတူတဲ့အတွက်ကြောင့်ဒီညာလေးကိုတော့ကျမတို့နားလည်ပေးစေချင်ပါတယ်ကဲဒီကောင်းစဉ်တစ်ခုကကျမဗာပြောသွားတာလဲဆိုရင်အမျိုးသမီးကဘာကြောင့်ကြာတာလဲအမျိုးသမီးတွေပြီးမြောက်တဲ့ခါဘယ်လိုပုံစံရှိလဲဒါကြောင့်ကျမတို့တွေခါလေးကြာရင်ကိုယ့်ရဲ့ body language ကြောင့်မပြီးမြောက်ဘူးဆိုရင်ကျမတို့ try နေတခြား pleasure ဖြစ်တဲ့ပစ္စည်းမျိုးတွေကျမတို့အသုံးပြုပြီးတော့မျိုးသမီးရဲ့စိတ်ဆန္ဒကို enjoy ဖြစ်အောင်ပို့ပြီးမြောက်စေအောင်လုပ်လို့ရပါတယ်။ကဲနောက်ဆုံးအနေနဲ့အမျိုးသမီးတွေပြီးမြောက်သွားတဲ့ခါမျိုးကြရင်ဘာတွေပြောင်းလဲသွားလဲဆိုတော့ကျမတို့ဆက်ပြီးတော့ဖြေရှာလိုက်ရအောင် okay ဒါဟိုဘက်ကိုမကြည့်ရဘူးကျွန်မဒီဘက်ကိုကြည့်မယ်ဟိုဘက်မှာလည်းကိုကြီးရရှိလို့ဒီဘက်မှာလည်းကိုကြီးရရှိကောင်းရှိနေတယ်ကဲဒီဘက်ကိုကြည့်ပြီးပြောလိုက်မယ်ပြီးတော့အမျိုးသမီးတွေပြီးမြောက်တဲ့ခါဘယ်လိုဖြစ်လာလဲအမျိုးသမီးတွေပြီးမြောက်တဲ့အတူနေပြီးတော့အမျိုးသမီးကပိုပြီးပျော်လာတယ်အမျိုးသားနဲ့စိတ်ချင်းပိုနီးစပ်လာတယ်သူလိုချင်တာလေးတွေကိုပေးစေချင်လာတယ်ဒါကတော့အမျိုးသမီးတွေအနေနဲ့အတူနေပြီးသွားရင်ပြောင်းလဲလာတဲ့စိတ်ခံစားချက်လေးပဲဖြစ်ပါတယ်ဒါကြောင့်အမျိုးသမီးကစိတ်တွေရမ်းတုန်နေပြီး pressure တွေရမ်းများနေပြီးကိုယ့်ကိုတစ်ခုမဟုတ်တစ်ခုဆွဆွဲနေပြီဆိုရင်ဒါအတူမနေရတာကြားလို့ပါဒါကြောင့်ကိုယ့်ရဲ့အမျိုးသမီးလေးကိုဖြည့်ဆည်းပေးဖို့အတွက်လုံးဝမမေ့ပါနဲ့ကဲဒုတိယအချက်ကကြတော့အမျိုးသမီးတွေကစိတ်ပါလာပြီဆိုရင်ရင်သားတွေကတင်းရင်လာတတ်တာကတော့ပုံမှန်ပါပြီးရင်နေပြီးသွားတဲ့အခါမျိုးကျရင်အမျိုးသမီးလေးတွေရဲ့ရင်သားဟာပုံမှန်ဖြစ်သွားတတ်ပါတယ်ကဲနောက်တတိယတစ်ချက်အနေနဲ့အမျိုးသမီးတွေအတူနေပြီးသွားတဲ့အခါ virgin လေးကအနက်အနေငယ်ပြောင်းသွားတတ်ပါတယ်။ဒါကြတော့အမျိုးသားဘက်ကတုပ်ရည်ကညှိဆိုးအနက်ရှိတဲ့အတွက်ကြောင့်သူ့တုပ်ရည်နဲ့ပေါင်းဆက်လိုက်တဲ့အခါအမျိုးသမီးရဲ့ခန္ဓာကိုယ်မိမကူကထွက်တဲ့အနက်ဟာအနှဲငယ်ပြောင်းလဲမှုရှိပါတယ်။ဒါကြောင့်မို့လို့ဘာကြောင့်နန်တာလဲဆိုရင်ရှင်တို့မတတ်နိုင်ပါဘူး။ဒါကြောင့်မို့လို့ main ကလေးတွေကိုပဲအရင်ကြီးပြန်မပြောနဲ့ကိုလည်းကျမ်းမာရေးကိုဂရုစိုက်ပါတန်ရှင်းရေးကိုဂရုစိုက်ပါကဲနောက်တစ်ချက်ကကြတော့အမျိုးသမီးတွေကအတူနေပြီးသွားတဲ့ခါမျိုးကျရင်စိတ်ချင်းပိုနီးစပ်လာတယ်အမျိုးသားတွေကိုပိုချစ်လာအမျိုးသားတွေကိုပိုချစ်လာတယ်ပိုပြီးတော့မိခင်စိတ်တွေတဖွာပေါ်လာအဲ့လိုမျိုးပိုချစ်လာတဲ့အတွက်ကြောင့်အမျိုးသမီးတွေကအတူနေပြီးသွားရင်အမျိုးသားတွေကိုပိုပြီးတော့ချစ်တယ်ပိုပြီးတော့ဖြည့်ဆည်းပေးခြင်းပဲဒါကတော့အမျိုးသမီးတွေမှာရှိတဲ့မိခင်စိတ်ပြောရရင်ဆိုရင်တော့ချစ်တော့ချစ်တယ်ဒါပေမဲ့အရင်ဆွဲလန်းလားဆိုတော့အဲ့ဒီမိကိုနောက်မှဖြစ်တယ်အမျိုးသမီးကပို့ပြီးတော့စိတ်ချင်းပိုနီးစပ်လာတယ်ပို့ပြီးတော့ချစ်လာတယ်နောက်တစ်ခုကကြတော့အမျိုးသမီးတွေအနေနဲ့အတူနေပြီးသွားတဲ့အခါမျိုးကြရင်ယာတိဘယ်လိုပြောမလဲစက်ဝန်းကလည်းအနည်းငယ်ပြောင်းလဲမှုရှိတယ်ဒါကတော့ virgin ကနေပြီးတော့အတူနေပြီးသွားတဲ့အခါမျိုး virgin ပေါ့အိမ်အောင်ကြားလိုက်တယ်အိမ်နောက်ကြတဲ့အခါရာသီစံဝန်းအပြောင်းလဲရှိနိုင်ပါတယ်စောရင်လည်းစောမယ်နောက်ကြရင်လည်းနောက်ကြမယ်ဒီရာသီစံဝန်းအပြောင်းလဲရှိရတဲ့အတွက်ကြောင့်အရင်မကြောက်ပါနဲ့ကိုယ်ဝင်ရှိနေပြီလားတစ်ခုဖြစ်နေပြီလားငါတော့ဘာဖြစ်နေပြီတအိမ်ယောဂဘာညာဆိုပြီး plus နေမလုံးပါနဲ့တကယ်တော့တူနေပြီးတဲ့အခါရာသီစံဝန်းအပြောင်းလဲရှိပါတယ်နောက်တစ်ခုကျတော့မျိုးသမီးပြီးမြောက်တဲ့ခါငိုတယ်ဘာလို့လဲမသိဘူးကျမတို့လည်းတစ်ခါကျရင်ငိုတယ်ငိုတာကဒါတော့ထုံးစံပါရိုင်းဝမ်းတဲ့တလို့ ace ကိုပဲတတိယတော့အဲ့လိုလိုမျိုးလည်းမဟုတ်ပါဘူးဘာကြောင့်မှမသိဘူးငိုတဲ့အမျိုးသမီးရှိပါတယ်ဝမ်းတဲ့အမျိုးသမီးရှိပါတယ်ဒါကတော့ကျမတို့အတူနေပြီးသွားတဲ့အခါမျိုးကြဖြစ်လေဖြစ်တာရှိရဲ့သဘောတဘာဝလေးပေါ့နော်ဒီလိုမျိုးလေးတွေလည်းရှိပါတယ်နောက်တစ်ခုအနေနဲ့ကျမကိုခဏလာမေးကြတယ်အတူနေပြီးသွားတဲ့အခါကျရင်ဘဲကိုအရန်ဆွဲလန်းသွားတယ်ဆိုတာဟုတ်ပါသလားကျမကတော့ဟုတ်တယ်လည်းမပြောဘူးမဟုတ်လည်းပြောဘူးတချို့တွေကကြတော့ဒီဘဲမှဒီဘဲဖြစ်သွားတယ်တချို့ကကြတော့လည်းအဲ့လိုလည်းမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့ခါကြရင်မျိုးသားတွေကလိုက်လေပြေးလေပေါ့ကိုဝဲလာချစ်ကြပြီးတော့ကိုကလည်းတကယ်ချစ်တယ်ဆိုတော့တို့အရှိရပြေးရောအဲ့လိုမျိုး technique တွေဖမ်းထားတဲ့အတွက်ကြောင့်ကျမကတော့ဆွဲလန်းနေဆိုတာကတော့တကယ်တော့မဟုတ်ပါဘူးဆွဲလန်းနေဆိုတာအတွေ့အကြုံမရှိတဲ့မျိုးသမီးလေးတွေခါလေကြရင်ပလေးလို့ရတဲ့အမျိုးသမီးလေးတွေမှာပဲအဲ့လိုစိတ်မျိုးရှိပါတယ်ပလေးခဲကြီးတွေမှာအဲ့လိုစိတ်မျိုးမရှိပါဘူးနင်းတော့ပလေးလို့ရပါတယ်ဒါကြောင့်ဆွဲလန်းသွားရဲဆိုတာကျမတော့ 100% လက်မခံပါဘူးဆွဲလန်းနေဆိုတာလည်းမဟုတ်ပါဘူးအတူနေပြီးတော့အမျိုးသမီးကအရန်ချစ်ပြီးတော့ကိုနောက်ကိုပဲတကောက်ကောက်လိုက်ပြီးဆွဲလန်းနေဆိုတာလည်းမဟုတ်ပါဘူးကဲဒီနေ့ဗီဒီယိုကတော့ကျွန်မခေါင်းစဉ်၃ခုပြောသွားပါတယ်ပြန်ပြီးတော့နှွေးလိုက်ရအောင်အမျိုးသမီးကဘာကြောင့်ကြာတာလဲအမျိုးသမီးတွေပြီးမြောက်တဲ့အခါမျိုးကျရင်ဘယ်လိုလက္ခဏာတွေပြတတ်လဲ
အမျိုးသမီးတွေနဲ့အတူတူနေပြီးသွားတဲ့ခါမှကျရင်ဘာတွေပြောင်းလဲသွားလဲဆိုတဲ့၃ချက်ကိုဒီနေ့ဗီဒီယိုမှာကျွန်မကလူချင်းမျိုးတို့အမျိုးသားတွေအတွက် share လုပ်ပေးလိုက်ခြင်းဖြစ်ပါတယ်ဗီဒီယိုလေးကိုအစအဆုံးကြည့်ရင်လည်းတစ်ခုခုရမယ်ဆိုရင်ကျွန်မ Mac တွေရန်ကိုပြောရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့တစ်လေးဖြစ်ပါစေလို့ဆုတောင်းနေဗီဒီယိုလေးကိုအဆုံးသတ်ပါမယ် Okay